ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်လို့စရိုင်းနေကြီးဖြစ်ပါတယ်ဒီနေ့ကျွန်တော်မျှဝေတော့မယ်အကြောင်းအရာလေးရတော့ဒီနေ့အောက်တိုဘာလ9ရက်နေ့ဟာကပ္ပဆရာများနေ့ဖြစ်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့အောက်တိုဘာလ9ရက်နေ့ဟာကပ္ပဆရာများနေ့ဖြစ်ပါတယ်ဒီနေ့အောက်တိုဘာလ9ရက်နေ့ဟာပေချင်းမှာတတ်မှတ်ခဲ့ကြပြီးမှပေတူရီယာတတ်မှတ်ခဲ့ကြတာလေပါရွေချက်တွေနဲ့ဆိုတာကိုကျွန်တော်အနည်းငယ်လေး sharing လုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီအောက်တိုဘာလ9ရက်နေ့ကမ္ဘာ့ဆရာများနေ့ကို1966ခုနှစ်မှာ UNESCO နဲ့ ILO တို့မှလက်တွဲပူးပေါင်းပြီးမှလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်သူတို့ရေးထိုးခဲ့တဲ့လက်မှတ်ကပါလဲဆိုrecommendation concerning the status of teachers ဆိုတဲ့စာချုပ်ကို1966ခုနှစ်မှာသူတို့တွေရေးထုတ်ခဲ့ကြတယ်စာချုပ်ပေါ်မှာသဘောတူညီခဲ့ကြတယ်ပြီးတော့မှ1994ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာပဲသူတို့တွေအတည်ပြုပြီးမှတကဘာလုံးမှာသူတို့ကWorld Teachers Day ဆိုပြီးမှကြေညာခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့တရားဝင်ကြေညာလာကြတော့1994ခုနှစ်အောက်တိုဘာလ9ရက်ပဲဖြစ်ပါတယ် UNESCO ကဘာလဲဆိုတော့ United Nations Educational Scientific and Cultural Organization ဖြစ်ပြီးမှ ILO ကဘာလဲဆိုတော့International Labour Organization ပဲဖြစ်ပါတယ်သူတို့တွေက1994ခုနှစ်မှာ1994ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဒီညနေကိုတရားဝင်တတ်မှတ်ကြေညာခဲ့ကြတာပဲဖြစ်ပါတယ်ဒီကမ္ဘာ့ဆရာများနေ့ World Teachers Day ရဲ့ရည်ရွယ်ချက်ကကြတော့ဆရာဆရာမများ၏အခမ်းကဏ္ဍကိုအတိအမှတ်ပြုပေးကြရန်ဆရာဆရာမများရဲ့တင်ကြားမှုတွေကြောင့်လူငယ်တွေရဲ့ကျောင်းသူကျောင်းသားတွေရဲ့ပညာရေးဟာတိုးတက်လာဖို့အရေးအသွေးမြည်လာဖို့အရေးချင်းပြီးမြည်ဖို့ရဲ့ဆက်ဆံမများလိုအပ်တဲ့ဆိုတဲ့ရည်ရွယ်ချက်တွေပြီးတော့ဆက်ဆံမများရဲ့အခွင့်အရေးလာစာနဲ့အလုပ်အခြေအနေများကောင်းမွန်ဖို့ရဲ့နိုင်ငံတိုင်းမှာဆက်ဆံမတွေကိုလေးစားပြီးမှဂုဏ်ပြုရမယ်ထိုက်တဲ့အခွင့်အရေးတွေကိုပေးဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်တွေကိုသူတို့ထည့်ထားပြီးမှ World Teachers Day ကိုတတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအနေနဲ့ဆရာတွေကိုဘယ်လိုပြုသင့်ပါသလဲကျွန်တော်တို့ဆရာဆရာမတွေကိုလေးစားရမှာဖြစ်တယ်အပြိုးအစိုးအပြိုးပိုင်းတွေမှာလည်းကျွန်တော်တို့လေးစားရမှာဖြစ်တယ်အပြိုးအမှုပိုင်းတွေမှာလည်းကျွန်တော်တို့လေးစားရမှာဖြစ်တယ်ဆရာမတွေကိုနားထောင်ရမှာဖြစ်တယ်ဘယ်လိုနားထောင်မှာလဲဆိုတော့သူတို့ပြောစကားတွေကိုနားထောင်ရမှာဖြစ်တယ်သူတို့တင်ကြားပေးတဲ့စာတွေကိုကောင်းကောင်းလေးလုပ်ထားရမှာဖြစ်တယ်ကိုယ်ဆရာဆိုတဲ့ဆရာသမားတွေရဲ့ပြောစကားကိုကျွန်တော်တို့တွေနားထောင်ပြီးမှကောင်းကောင်းလုပ်ကြရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့တွေဆရာဆရာမတွေကိုကျေးဇူးတင်တတ်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့တွေကကျွန်တော်တို့တွေကိုပညာတွေပေးကြတယ်ပညာပေးကြတဲ့အတွက်ကျွန်တော်တို့အမြဲတမ်းကျေးဇူးတင်တတ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဆရာဆရာမတွေကိုကျေးဇူးတင်ဖို့မမေ့ဖို့လိုပါတယ်။အမြဲတမ်းကျေးဇူးပြုတတ်ဖို့လိုမယ်။ကျေးဇူးတင်တတ်ဖို့လိုမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဆရာဆရာမတွေကိုကျွန်တော်တို့အားပေးရမှာဖြစ်ပါတယ်။ဘယ်လိုအားပေးမှာလဲဆိုတော့သူတို့တင်ကြားပေးတဲ့ဟာတွေကိုကျွန်တော်တို့ဘက်ကနေကောင်းကောင်းလေးလေ့လာရမယ်။ကောင်းကောင်းလေးနားစွင့်ပြီးကျွန်တော်တို့ကောင်းကောင်းလေးသင်ခန်းစာတွေလုပ်ပေးရမယ်။ဒါကကျွန်တော်တို့ရဲ့အားပေးမှုတွေဖြစ်ပါတယ်။ကျွန်တော်တို့ဆရာဆရာမတွေကိုနားတွေပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဆရာဆရာမတွေဟာလေလူသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့အမှားတွေရှိနိုင်ပါတယ်။ဒီအမှားတွေရှိတဲ့အချိန်မျိုးမှာကျွန်တော်တို့တွေကနားတွေပေးရမှာ
ဟိုဆရာဆရာမတွေတဲ့လူသားတွေဖြစ်တယ်ကျွန်တော်တို့ရဲ့လူသားတွေဖြစ်တယ်ဆိုတော့သူတို့ရဲ့မှားတတ်မှာပဲဆိုတော့အတ္တိတရားတွေနဲ့ကျွန်တော်တို့ဆရာဆရာမတွေတဲ့အခက်ခဲရှိမှာပဲဆိုပြီးမှနားတွေပေးတတ်ရမှာဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့ဆရာသမားတွေရဲ့ပုံမှာပြုရမယ့်အနည်းငယ်အကျဉ်းလေးတွေဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့အောက်တိုဘာလ9ရက်နေ့ဟာ World Teachers Day ဖြစ်ပါတယ်အားလုံးကျွန်တော်ရဲ့မြင်စရာကြားစရာတင်စရာအားလုံးတို့ဆရာသမားတွေကို Happy Teachers Day ပါလို့ဒီကနေအားလုံးကိုနှုတ်ဆက်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ် thank you